ရဲမှုမှာလည်းသိတာမရှိဘူးနော်ဒီလိုမျိုးအလုံးရင်းနဲ့ဝန်စီးတယ်ဆိုတဲ့သတင်းတက်လာတော့ကျွန်တော်တို့လည်းအံ့ဩတယ်ဒါပေမဲ့နောက်ပိုင်းမှာဖြစ်စဉ်ကိုအသေးသေးလိုက်တဲ့အခါကျတော့ဒီလောကကျေးရွာနားမှာပါဖကနေပြီးတော့နေသားလာသားပေးပြီးတော့ပိုက်ဆံကောက်ခိုင်းထားတဲ့သူတွေရှိတယ်အခွန်ကိတ်ရလို့လည်းမဟုတ်ဘူးအဲ့ဒီမှာတနေ့ကအဲ့ဒီလမ်းကြောင်းကိုပိုက်ဆံအကောက်ခံလိုက်ရတဲ့ပြည်သူတယောက်ကအဲ့လောကမှာရှိတဲ့ BNI ရဲဘော်ကိုအကူအညီတောင်းတယ်သူတို့ဒီလိုမျိုးဟိုကောက်တယ်ဆက်လက်လည်းမပေးဘူးပေါ့ဟုတ်အဲ့ဒါပြီးတော့ဒီရွာနားမှာလည်းဖြစ်နေတဲ့အတွက်ရဲဘော်ကသွားပြီးတော့စောစောရက်ကတတိပေးထားတာရှိတယ်တဲ့မကောက်ဘူးဒီကနေ့တစ်ခါထပ်သွားပေးတဲ့အချိန်မှာသူတို့ဘက်ကမောင်းချိန်ပြီးတော့အချင်းများကြရာကနေလုံထွေးမှုဖြစ်တယ်အပြန်လာလို့သနတ်တွေနဲ့ပြစ်တာမျိုးမဟုတ်ဘူးကျွန်တော်တို့မေးကြည့်လိုက်တဲ့အခါကျတော့ဒါပေမဲ့သတင်းကတက်နေတဲ့ပုံစံကကျတော့တစ်မျိုးဖြစ်သွားတာပေါ့သူတို့ရွာနာမှာဖြစ်နေတာပြည်သူကတိုင်ထားတဲ့ဗီဒီယိုဖိုင်လည်းတက်တည်ရှိတယ်ပေါ့နော်ဒီဗီဒီယိုဖိုင်လည်းလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Telegram ကနေ high message တော့ပေးလို့ရတယ်ဒီဘက်က၄ယောက်ထဲအဲ့ဒီဘက်မှာကျေးရွာနာမှာရုံးရဆိုင်ကဖြစ်ကြတာမျိုးပဲတပ်ဖွဲ့တွေကဝန်စီးတာလည်းမဟုတ်ဘူးဒါပေမဲ့သူတို့ကမောင်းတနတ်မောင်းနေတဲ့ချိန်နဲ့အတွက်သူတို့တနတ်တွေတော့ယူထားလိုက်တယ်ယူထားပြီးတော့ဒီအဲ့ဒီ gate မှာရှိတဲ့လူတယောက်ကိုပါဟိုထိန်းထားတယ်ထိန်းတဲ့အခါမှာသူတို့တော့ဟိုထွက်ပြေးကြတာပေါ့ gate တော့မဟုတ်ပါဘူးဒီလမ်းပေါ်မှာပေါ့နောက်အဲ့ထဲတယောက်ကိုတော့သူတို့ထိန်းထားတယ်ထိန်းထားတဲ့လူကိုလည်းကျွန်တော်တို့အနေနဲ့တိကျကျသိချင်လို့ကျွန်တော်တို့ခေါ်လိုက်တာရှိတယ်ခေါ်တွေ့တယ်ကျွန်တော်တို့ကိုယ်တိုင်မှာခေါ်တွေ့ပြီးမေးတဲ့အချိန်မှာလည်းဘယ်တရင်တပ်ဖွဲ့တွေမှာပါတာမဟုတ်ဒီ၄ယောက်ပဲလာတယ်သူတို့အဲ့ဒီမှာအခုဆိုခဲ့တဲ့ပြဿနာဖြစ်သွားတယ်နော်နောက်ပြီးတော့ဒီဖန်စီခေါ်ဆောင်လာတဲ့သူကိုလည်းမြို့နယ်ပါလာဖဘက်ကတာဝန်ရှိတဲ့လူတွေကိုဆက်သွယ်ထားပြီးတော့ကျွန်တော်တို့အခုပဲပြန်အပ်လိုက်ခုညနေပိုင်းမှာပဲအဲ့ဒီလက်နက်ကိစ္စကိုပြန်ပေးဖို့တော့အောက်ကစေဦးတီဖွဲ့ကပြီးခဲ့တဲ့ရက်ပိုင်းကသူတို့ဆက်လက်တလက်ကိုဒီခွန်ကိတ်မှာအလုံးရင်းနဲ့ဝန်စီးသွားတော့ဒီဆက်လက်တလက်ကိုပြန်ပေးဖို့တောင်းထားတဲ့ကိစ္စမှာသူတို့ပြန်ပေးတာမျိုးမရှိသေးတဲ့အတွက်အဲ့ဒီဟာတော့ပြန်မပေးခြင်းဘူးပေါ့နော်အဲ့လိုဆုံးဖြတ်ပြီးတော့ဒါဆိုရင်တော့ဒီကိစ္စရတယ်သူကတော့ဘယ်လိုနေလဲပြန်လွှတ်ရမယ်ဒီလက်နက်ကိစ္စကတော့တစ်ဖက်ကလည်းဒါထိန်းထားတာရှိတာပဲအဲ့တော့ညတာအောင်ဒါသူတို့ဘက်ကလည်းရဲဘော်တွေတစ်ဖက်ကလည်းဒီကိစ္စကိုတော့တောင်းဆိုနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကပစ္စည်းတော့ယူထားလိုက်တယ်သူတို့သိမ်းထားခြင်းနဲ့ဆိုတဲ့ကိစ္စကိုကျွန်တော်အနေနဲ့လက်ခံပေးလိုက်တယ်ဒီလူကိုတော့ကျွန်တော်တို့ပြန်လုပ်ပေးလိုက်တယောက်ပဲဟိုမှာကျွန်တော်တို့မေးတဲ့အခါမှာသူကအထက်တာဝန်ရှိတဲ့လူလည်းမဟုတ်အရက်သားသူတို့ကိုလည်းဒီနေသားလာသားပုံစံမျိုးပေးပြီးတော့ကောက်ခိုင်းထားတာလို့ပြောတယ်ဟုတ်တယ်ကျွန်တော်မေးပြီးပြီသူကိုယ်တိုင်ပဲပြောတယ်ဟိုးတော့ကတော့ဟုတ်တယ်ပေါ့ဒါပေမဲ့အဲ့ဒီကနေထွက်ထားတာကြာပြီပေါ့အခုကဒီနားမှာပိုက်ဆံကောက်ဖို့သူ့ကိုခေါ်ပြီးတော့အဲ့လိုလုပ်မလားဆိုတော့သူလုပ်မယ်ဆိုပြီးတော့ဝင်ကောက်နေတာဖြစ်တယ်တဲ့ကျွန်တော်ကတော့တိုက်တာမဟုတ်ပါဘူးအဲ့လိုသတင်းကိုအဲ့လိုမျိုးရောသွားမှာဆိုတယ်အခုကဟိုခင်ဗျားတို့သတင်းမီဒီယာကရေးထားလားကျွန်တော်တို့ဒီပြန်ကြားရေးတာဝန်ကဖြည့်တယ်ဆိုပြီးတော့ဒီကနေ့သတင်းနဲ့ဟိုရောပြီးတော့လုံးလို့ဖြစ်သွားတာရှိအရင်တော့အဲ့လိုတိုက်လိုက်လို့ပဲကျွန်တော်တို့ကဒီနေ့ပြန်တိုက်ယူတယ်ကိုယ်လည်းရတယ်လို့မျိုးသတင်းကပြောထားရှိတယ်အဲ့လိုမျိုးဒီအဆင်မပြေဘူးအခုလဲကျွန်တော်တို့ကပြန်တိုက်တယ်ဆိုတာမျိုးဟိုအဆင်မပြေဘူးအဲ့ဒါကျွန်တော်တို့ပြန်တိုက်တာလည်းမဟုတ်နော်အဲ့လိုမီဒီယာအနေနဲ့လည်းတချို့ကိစ္စတွေမီဒီယာသမားတောင်ဖြစ်နေတာပဲနော်စကလုံးတွေကိုတော့အဆင်မပြေတာတွေမသုံးနေချင်ဟိုကျွန်တော်တို့ဘက်ကဖြစ်တဲ့ပြဿနာဆိုရင်လည်းတာဝန်ယူမှုတာဝန်ခံမှုကျွန်တော်တို့ကအများအားလုပ်တယ်ဖြစ်ရှင်းတယ်အခုလည်းချက်ချင်းပဲရဲဘော်တွေခြေလုံးလဲလုံးမဖြစ်အောင်အဲ့ဒီဟာကိုဘာမှဆက်မလုံးနဲ့ထိမ့်သိမ်းတာလည်းမလုံးနဲ့ချုပ်ချတာလည်းမလုံးနဲ့ချက်ချင်းပဲသူတို့သက်ဆိုင်ရာတာဝန်ရှိသူတွေကိုခေါ်ပြီးတော့ကျွန်တော်တို့ပြန်အပ်တယ်ခေါ်ပြီးပြန်အပ်တာတော့မှအဲ့ဒါကိုကောင်းကောင်းမွန်မွန်လက်ခံတာမျိုးမရှိဘူးနောက်ပိုင်းမှာဒီဘာလာဖတာဝန်ကတယောက်ကဟိုကျွန်တော်တို့နဲ့လည်းရင်းနှီးတဲ့ဘာလာဖတာဝန်ကတယောက်ကလက်ခံပေးမယ်ဆိုမှကျွန်တော်တို့ကဒီတိုင်းပြန်လွှတ်လိုက်ရင်လည်းလမ်းမှာဒီလူကတခြားနည်းနဲ့ BNI ကိုပုံပြတ်ချင်လို့ပဲဖြစ်ဖြစ်တခြားအကြောင်းအရာပဲဖြစ်ဖြစ်ဒီလူတစ်ခုအဖြစ်ကျွန်တော်တို့ကပြဿနာဟိုနောက်ဆက်တွဲတွေမဖြစ်ရှင်းကြတော့အဲ့တော့တက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေဒီမှာပဲကျွန်တော်တို့ကပြန်အပ်မယ်ဆိုပြီးတော့ဒါပြန်အပ်ပေးလိုက်နော် BNI ကပြန်တိုက်တယ်ဆိုတဲ့စကားတော့လုံးဝမသုံးပါကျွန်တော်တို့ကအဲ့လိုစီကမ်းမဲ့တဲ့အလုပ်ကိုမလုပ်ဘူးအကောင်းဆုံးကတော့ဒီသက်ဆိုင်ရာတာဝန်ရှိလူကြီးတွေကညှိနှိုင်းအဖြေရှာတာအကောင်းဆုံးပါပဲ